နေ့အကြောင်းမှာစနေနေ့ဝိုင်းကောင်းတယ်တော့အုတ်တွင်းဖောင်းနဲ့ရွှေကျင်မားတော့ကကြောက်ဝါနဲ့တွတ်တဲ့အုတ်တွင်းဖောင်းကလင်ကောင်းမြင့်တယ်ရှိတံမြင့်တယ်ပေါင်တန်းရှိတယ်အဲ့တော့ဟိုဘက်ကျက်ကကြစ်လက်တိတ်တီးမှုရှိတယ်ရွှေကျင်မားတော့ကျက်ကသူဟာကြော်ရမ်းနေတယ်လေရန်နေနေပေါင်နှန်းနေနေရှီရန်နေနေဒူးရန်ပေါင်နှန်းနေနာကိုသူကကြစ်လက်တိတ်တီးမှုအားကောင်းတာအဲ့တော့ဟိုကတော့နည်းနည်းလင်းမြင့်မြင့်လာကြက်သမားစီလေးစီးတာအဲ့နှစ်ကောင်တိုက်ဖြစ်သွားလက်ရင်33သိန်းအဲ့လိုတိုက်ပြီးလို့3ရီမြောက်ရောက်တော့သူ့တဲ့ကိုတဲ့ပဲရှိသေးတယ်အဲ့ဒီလိုသူ့တဲ့ကိုတဲ့အခန်းမှာရွှေကျင်မားတော့ကကြက်တခင်ဟာဘာထပြောတော့ဆိုကြက်ကူဝမ်းမဲလို့ထပြောတယ်အဲ့တော့အဲ့ဒီဥစ္စာ2မိနစ်3မိနစ်ခန့်ကြာသွားတယ်အဲ့တော့ဒီကကြက်တိုင်တွေကလည်းဟင်းမရဘူးပေါ့မရဘူးဆိုတော့အဝေးရလာတဲ့ဧည့်သည်ဆိုတော့နည်းနည်းအားနာတော့မရဘူးဆိုတဲ့တကလုံးကိုလူငယ်တွေကကြက်တိုင်တွေကိုဖွဲ့စည်းတည်ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူငယ်တွေကအားနာတာတကြောင်သူတို့မှဆုံးဖြတ်နိုင်တဲ့အားအင်နည်းသည်တွေကတကြောင်အဲ့တော့ကြက်ပွဲက3မိနစ်လောက်ကြာသွားတယ်အဲ့လိုကြာသွားတဲ့အချိန်မှာဥဆောင်ထသွားပြီးတော့ငါညီဒီတောင်ဝိုင်းမှာတော့ကြက်ကူကိုအခုကရာသီဥတုပူပြင်းတဲ့ရာသီဖြစ်တယ်အခုကမိုးလေးရွာလို့နည်းနည်းတက်တာပူပြင်းတဲ့ရာသီဥတုဖြစ်တဲ့အတွက်ကြောင့်မို့တို့တောင်ဝိုင်းမှာတော့ကြက်ကူ2ယောက်လို့တတ်မှတ်ထားတယ်အဲ့တော့ငါညီဘက်ကနေနဲ့ကြက်မတိုက်ခင်တွေကနေနဲ့အစတည်းကအကိုတို့ကျွန်တော်တော့ဝမ်းပဲကုမယ်ဆိုလို့ရှိရင်ဒါဆိုလေဒီဘက်ကသဘောတူရင်ဖြစ်တယ်အဲ့တော့ကြက်မလွတ်ခင်မှာမပြောတဲ့အတွက်ကြောင့်မလို့ဝိုင်းစီကန်တိုင်းပဲဥတော်သွားပါဆိုပြီးတော့လွတ်လိုက်တဲ့အချိန်မှာဝိုင်းစီကန်တိုင်းပဲကျင်납ပြီးတော့တိုက်ဖြစ်သွားတယ်အဲ့လိုတိုက်ဖြစ်သွားတဲ့အချိန်မှာရွှေကျင်မားတော့ဘက်ကလည်းဥတော်နဲ့ကြက်တကောင်တော့လာမယ်တဲ့နည်းနည်းစိတ်ချရတဲ့ကြက်တကောင်လက်ရင်ကလည်းတိုက်ထားတဲ့ကြီးက33သိန်းဖြစ်နေအဲ့တော့ဒီ33သိန်းတိုက်တဲ့အချိန်မှာတူတင်ကိုတင်တဲ့နောက်ဆုံးကြတော့အုတ်တွင်းဖောင်းကနေနေဘယ်လောက်ထိပေါက်သွားတော့ဆိုရင်အုတ်တွင်းဖောင်းကနေနေ9သိန်း5တောင်ထိပေါက်သွားတယ်9သိန်း5တောင်မပေါက်ခင်မှာ10သိန်း3သိန်းပေါက်တယ်10သိန်း3သိန်းပေါက်တဲ့ချိန်မှာအုတ်တွင်းဖောင်းရဲ့လာတဲ့ပုံကသူကကြက်တကောင်လာခုတ်ဖို့ကြီးကိုခြေထောက်နဲ့မြေကြီးနဲ့ခလုတ်တိုက်တဲ့အခါ9ကြက်ကို2ချက်လောက်ခလုတ်တိုက်ပြီးမှတန်းလန်းလာပြီးရတာသူကလည်းကျမ်းမာကြီးပြက်ထားတဲ့ကြက်ဘူးမှနည်းနည်းကောင်းလို့ပြန်ရှာတာအရင်တော့ကြက်ကောင်းတကောင်ပဲအဲ့တော့ဒီလိုတန်းလန်းခလုတ်တိုက်ပြီးမှလာတဲ့ကြက်ကိုရွှေကျင်မားတော့ကြက်က33သိန်းတိုက်ပြီးတော့လာကျွေးတဲ့ဟာကိုမစားတတ်ဘူးအဲ့တော့စားတတ်တဲ့ကြက်အောင်မေဥတော်ကရွှေကျင်မားတော့ဖက်ကိုဟေးစားလေအောက်ကြီးစားလေအမှလာကျွေးပြီးတော့သူတို့လည်းအောက်ကြီးတွေစားတယ်စားပေမဲ့လူလာကျွေးတဲ့ဟာကိုရွှေကျင်မားတော့ကြက်ကမစားတတ်ဘူးအဲ့ဒါမစားတတ်တဲ့ကြောင့်အဲ့ကြက်ပွဲနောက်ဆုံးမင်းအပေါ်ကြက်ဒုက္ခရောက်သွားတာခန်းထိရောက်သွားတယ်အဲ့ရနေနဲ့9သိန်း5တောင်ပေါက်9သိန်း5တောင်ပေါက်တော့စားမဲ့လူမရှိအဲ့ရနေနဲ့ဗာတက်စားအောင်ဆို9သိန်း1သိန်းခွဲ9သိန်း2သိန်းတက်စား6ပြန်တိထလန်တယ်1သိန်းခွဲပေါက်တယ်10သိန်းခွဲပေါက်တယ်ဟလာ9သိန်း8တောင်ပေါက်တယ်900 900ပြန်တက်စား6ပြန်လန်တယ်အဲ့ဒီလို6ပြန်လန်တာကြက်နှစ်ကောင်မပြီးပြင်လို့ပဲနော်အဲ့တော့နောက်ဆုံးကြတော့အချိန်တန်တော့ဘလူချုံအောင်ဆိုရွှေကျင်မားတော့ပဲချုံသွားတယ်အဲ့တော့ရွှေကျင်မားတော့ကငါတူတွေငါတူမားတွေအဲ့တော့မင်းတို့တွေလာတဲ့ခီးကအဝေးနော်လာတဲ့အခူကြီးကဝေးတယ်ညအိတ်လာရတယ်အဲ့တော့မင်းတို့ညဆိုလဲမပြန်ဘူးလာလိုက်အဲ့တော့မင်းတို့ဒီလိုလာကျွေးတဲ့ကြက်ကိုတော့မစားတတ်ဘူးဆိုလို့ရှိရင်တော့မင်းတို့ဟာဒီလိုဆိုမလွယ်ဘူးပေါ့နော်အဲ့တော့တကယ်လို့ကိုကအဝေးရလာရဆိုရင်ပြည်ပြင်းတဲ့ကြက်လေးနဲ့လာရင်ပူတော့ပို့ပြီးကောင်းမယ်လို့ဒီလိုအကြံဉာဏ်ပေးလိုက်ပြန်နော်ဟုတ်လားပြည်ပြင်းတဲ့ကြက်လေးပဲလာပါဟုတ်လား